နောက်တစ်ခု x ထိုး omi မှာကျွန်တော်တို့ chatting နည်းနည်းလုပ်ကြည့်ကြရအောင်အဲ့တော့ chatting နည်းနည်းလုပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ့တော့မြန်မာလိုပဲမေးကြည့်အောင်နော်ဘာသာစကားလေးလာသူတွေကြုံတွေ့ရတဲ့အဓိကအခက်အခဲကဘာဖြစ်ပါတယ်လဲအဲ့ဒါကတော့ရေဘူးရရမ်းဆန်ပါတယ်ပေါ့နော်တကယ်တော့မေးမယ်ဆိုရင်ကျွန်တော်တို့က input ကိုတေချာထည့်ဖို့လိုတယ် input ကိုတေချာထည့်လေကျွန်တော်တို့က output ကကိုလိုချင်တဲ့အဖြေကိုဖြေပေးစေချင်တဲ့ဟောပေါ့နီလန်ပေါ့နော်အဖြေကတော့သူဘာဖြစ်မလဲကိုမသိနိုင်ဘူးလေအဲ့တော့တေချာလေးတော့မေးဖို့လိုပါတယ်အဲ့တော့တခုမေးကြည့်အောင်အဲ့တော့မေးကြည့်မယ်ဆိုရင်ကိုကမေးလိုက်တယ်သူဖြေလာမယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်သူကကိုကတိုးမေးမယ်တိတ်ပြီးတော့အသေးစိတ်မကြောက်ရေဘူးရလောက်ပဲမေးမယ်ဆိုရင်သူလည်းပဲရေဘူးရလောက်ပဲပြန်ပြီးတော့ဖြေမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကြည့်မယ်ဆိုရင်ဝါဟာရတွေသရာစီးမြင့်နေအတန်တွက်တွေအခက်အခဲဖြစ်တတ်ပါတယ်တဲ့အဲ့တော့ဘာလဲဆိုပြီးတော့နော်အဲ့တော့ဒီလိုမျိုးမေးလိုက်တဲ့အခါတိုင်းကျွန်တော်တို့ credit ကုန်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်အဲ့တော့နိုင်ငံခြားတက္ကသိုလ်တက်ဖို့ကြိုးစားတဲ့အခါတက်ဖို့လိုအပ်တဲ့ဘာသာစကားlevel ကဘယ်လောက်ထိရှိတယ်မတယ်လဲဒီလိုမေးကြည့်မယ်ဆိုရင်ဒါကတော့ကျွန်တော်ဥပမာဆိုတော့ကျတော့တိတ်ပြီးတော့အကယ်တမ်းကျတော့မေးခွန်းလောက်ပြောလို့မရပါဘူးเนาะအဲ့တော့ကိုစူးစမ်းတဲ့လောက် level ကတော့ရှိလေကောင်းလေပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ဒီမှာဆိုရင်သူဖြည့်တယ်ဆိုတော့ကျတော့အဲ့တော့ဘယ်လောက်ဟိုဖြစ်ဖို့လို့လဲဆိုရင်ဒီမှာဆိုရင် level 3 or 4လောက်ရှိတယ်ဆိုရင်ဒါကတော့နိုင်ငံတက္ကသိုလ်တွေတက်ဖို့ပေါ့နော်ဖြစ်နိုင်တယ်တော့ master category ဆိုရင်တော့5လောက်ရရင်ပိုကောင်းတယ်ဒီလိုတွေပြောဒါကတော့အားလုံးလည်းတည်ပြီးသားမေးခွန်းဖြစ်တဲ့အကြောင်းဒါကတော့ဥပမာလေးနဲ့မေးကြည့်တာပေါ့နော်ဟုတ်ပြီဒီတော့နောက်ထပ် tab တစ်ခုကိုကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ဒါတော့ video tab ပေါ့နော်ဒီ features မှာအဓိက features 2မျိုးပါတယ် video နဲ့ audio ပေါ့နော်အဲ့တော့ဒီ page က video ကို entertainment တစ်ခု learning entertainment တစ်ခုအနေနဲ့ရောနောက်တစ်ခု audio ကိုမြန်ဆန်တွဲပြီးတော့လေ့လာနိုင်အောင်ဆိုပြီးတော့ဖန်တီးထားတာပေါ့နော်အဲ့တော့ဒီမှာဆိုရင် AI အလဲကဒီအစိမ်းရောင်ကွက်လေးမှာကြည့်ရင် AI dialogue generator ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်အဲ့တော့ဒီမှာငကိုကဖန်တီးထားတဲ့ history ကိုတစ်ချက်ကြည့်အောင် history မှာဆိုရင်ကျွန်တော်တို့တစ်ပုတ်နှစ်ပုတ်သုံးပုတ်လေးငါးပုတ်လောက်ဖန်တီးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တစ်ခုလောက်ကိုကြည့်အောင်ဒါကတော့သူက generate လုပ်နေတာမဟုတ်ဘူးနောက်ကနေသွားယူနေတာဖြစ်တဲ့အတွက်ကြောင့်မြန်နေပေါ့ပြန်ကြတာအဲ့တော့လွန်ဆုံး2မိနစ်ပေါ့နော်1မိနစ်ခွဲကနေ2မိနစ်ဝန်းကျင်အလောက်ကိုရမှာဖြစ်ပါတယ် English ရမယ်Burmese 2မျိုးလုံးရမယ်အဲ့တော့ဒီမှာဖွင့်ကြည့်မယ်지우 씨, 휴가는 잘 보내셨어요? 오랜만에 봐요. 네, 유진 씨도요. 저는 서울에서 도심속 휴가를 즐겼어요. 와, 서울이요? 어떤 도심 라이프 스타일을 경험하셨어요? 정말 다양했어요. 낮에는 광장시장에서 맛있는 길거리 음식을 먹고 인사동에서 ဟုတ်ပြီကျွန်တော်တို့ဒီမှာကြည့်ရင်ကျွန်တော်တို့အတန်းကအရန်ကိုတဘာဝကြတာတွေ့ရမှာဖြစ်ပါတယ်တော်လေးကိုသူတို့မြန်နေလို့ခံစားရနိုင်ပေမဲ့ကျွန်တော်အတော်ကြီးကိုတဘာဝကြတယ်ပေါ့နော်အဲ့တော့ပြောတဲ့အခါမှာအများစုပြောတဲ့ပုံစံတိုင်းပဲပြောလို့ရှိတယ်
ဒါပေမဲ့ပြောတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့အပြင်မှာအလောက်ကြီးစီကပတ်ကုန်းတော့မပြောတာမျိုးလည်းရှိတယ်ပေါ့နော်စကားဆိုတာကကြတော့ကျွန်တော်ဟိုရောက်လိုက်ဒီရောက်လိုက်တရှိဒါကအဓိကလေးလာဖို့ frame တစ်ခုချမှတ်လိုက်တဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုအခြေအနေတွေကိုမှာဘယ်လိုစကားလုံးတွေတုံးပြီးတော့ဘယ်လိုလေသံနေနဲ့ပြောရဲဆိုတာကိုကျွန်တော်တို့ဒီ system prompt အနေနဲ့ဖန်တီးထည့်ထားတယ်အဲ့တော့ကိုကဒီမှာ generate လုပ်မယ်ဆိုရင်ကိုက topic တစ်ခုရိုက်ထည့်လိုက်အောင်မယ်ဒါဆိုရင်ကျွန်တော်ကဒီမှာtopic ရိုက်ထည့်လာတယ်ဆိုရင် experiencing Korean Seoul City lifestyle on vacation အဲ့တော့အားရရဲ့ theme အချိန်မှာဒီကိုရီးယားဆိုမှာရှိတဲ့ဘယ်လိုပြောမလဲနားယူတဲ့ style ပေါ့နော် level တဲ့ style ဒါလေးတွေရှိမယ်အဲ့တော့ generate လုပ်တယ်အဲ့တော့ generate တခုလောက်လုပ်ကြည့်ကြမလားပေါ့နော် generate လုပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကလက်ရှိကျွန်တော်တို့ဘာရှိမလဲဆိုတော့တခုလောက်ကြည့်ရအောင်ပါ